Don't read these books unless you want to fall in love with a feeling like Melit. ဒီနေ့မှာတော့မတီက book talk မှာရမဟုတ်ဘဲနဲ့တကဘာလုံးကစာဖတ်သူတွေရဲ့အသက်ဆွဲဖြစ်တဲ့ Once Upon a Broken Heart series အကြောင်းကို review ပေးသွားမှာဖြစ်ပါတယ်။ဒါကဒီတအုပ်ထဲနဲ့ပြီးရမျိုးမဟုတ်ဘဲနဲ့3အုပ်တွဲ trilogy အနေနဲ့ထွက်ထားတဲ့ series တစ်ခုပါ။ပြီးတော့တအုပ်ကိုဖတ်ပြီးသွားပြီဆိုတာနဲ့တအုပ်ပြီးတအုပ်လက်ကမချချင်လောက်အောင်အထူးဆွဲဆောင်နိုင်လို့နဲ့ဇာတ်လမ်းမျိုးပါ။ဒီ series ဟာဆိုလို့ရှိရင်အရန်ကိုလှပတဲ့ magnificent novel လိုနေရာမျိုးကိုကိုယ်တိုင်ရောက်သွားလောက်တဲ့အထိခန်းစားရလောက်အောင်ခေါ်ဆောင်သွားပေးနိုင်တဲ့ fairy tale ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ fairy tale တိုင်းကတော့ပျော်ရွှင်စရာတွေနဲ့ပဲပြည့်နှက်နေရတာမဟုတ်ဘူး။အားလုံးသိကြတဲ့အတိုင်းမတရိုးဟာဆိုလို့ရှိရင်ပျော်ရွှင်စရာဇာတ်လမ်းတွေကိုမျှော်လင့်ထားတတ်ကြတယ်ဟုတ်တယ်မလား။ဒါပေမဲ့ဒီဇာတ်လမ်းအကြောင်းနာကျင်နေရမှန်တီးတီးရဲ့နဲ့အောင်မှဆက်ပြီးတော့ထပ်ခါဖတ်ချင်လောက်အောင်အထိဆွဲဆောင်နိုင်တဲ့ဇာတ်လမ်းတစ်မျိုးပါ။အထူးသဖြင့်မတရိုးအတွက်ဆိုလို့ရှိရင်တော့ series ရဲ့ book number 2 The Ballad of Never After မှာပါ။ဇာတ်လမ်းဆိုင်ကလည်းရိုးရိုးလေးမဟုတ်ဘဲနဲ့ fantasy ဆိုတဲ့အတိုင်းတချို့နေရာတွေမှာဆိုလို့ရှိရင်နက်နဲစဉ်းစားလောက်အောင်အထိဖြစ်သွားစေနိုင်တဲ့ twist လေးတွေပါပါတယ်။ဒါကြောင့်မို့လို့ plot twist တွေကြိုက်တဲ့သူနဲ့အထူးသဖြင့်မင်းသားလေးတွေထက်ဆွဲဆောင်မှုရှိတဲ့ feeling ပုံစံမျိုးကိုကြိုက်တဲ့သူဆိုလို့ရှိရင်တော့တတိကဒီ Once Upon a Broken Heart series ကို 100% recommend ပေးပါတယ်။နောက်နေ့မှာဆိုလို့ရှိရင်တော့မဒီကဒီ series ထဲမှာပါတယ်မဒီကိုယ်တိုင်လည်းကြိုက်တယ်ပြီးတော့စာဖတ်သူတိုင်းအတွက်လည်း memorable ဖြစ်နေစေတဲ့တချို့ lines လေးတွေတချို့ quotes လေးတွေကိုဖတ်ပြပေးသွားမှာပါဒါပေမဲ့ပဋိဌာန်းမှာ spoiler alert ပါ